မင်္ဂလာပါဒီနေ့မှာကအိတ်သေးသမားတိုင်းမဖြစ်မနေသိထားတဲ့နဲ့အိတ်သေးရဲ့ formula လေးသုံးခုအကြောင်းကိုမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးတစ်ခုကကြတော့ sum function ပေါ့နော်အဲ့တော့ sum function ကကြတော့သူကဒီ column လေးကကဏ္ဍတွေကိုစုပေါင်းပေးတဲ့အလုပ်ကိုလုပ်တယ်ဥပမာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီမှာ sales report sample table ဆိုတဲ့ဒီ table လေးတစ်ခုရှိရပေါ့နော်အဲ့ဒီမှာအဲ့တော့ဒီ price တွေ total price တွေကိုပေါင်းတင်တယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင် equal ဆိုပြီးတော့1500အပေါင်း8000အပေါင်းဆိုပြီးတော့1400ဒါအပေါင်းဆိုပြီးတော့နှိပ်တယ်ပေါ့နော်နောက်ဆို6000ရတယ်နောက်တစ်ချက်ချင်းဒီ line နှိပ်ရတယ် manually လည်းနှိပ်ရတယ်ပြီးတော့မှားနိုင်ကြီးလည်းရှိတယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဒီ sum function ကိုသုံးလို့ရှိရင်သူကတစ်ခါပဲသုံးရတယ်ပေါ့နော်အလုပ်ကိုပို့ပြီးတော့မြန်တယ်ပေါ့အဲ့တော့ဘယ်လိုသုံးရမလဲဆိုလို့ရှိရင်အဲ့တော့ကိုဒီရလဒ်ထွက်စေခြင်းနဲ့ဆက်တွက်ကိုဆက်လက်မှတ်ပေါ့နော် equal ခေါ်ကြမလို့ဆက်လက်မှတ်ပြီးလို့ရှိရင်ဒီ home menu တွေကဒီ editing group ထဲမှာဒီဟာလေးပေါ့နော်ဒီ sum ဆိုတဲ့ဟာလေးကိုနှိပ်ပြီးဒါဆိုရင်သူကသူနဲ့ဒီအပေါ်မှာကလျက်ရှိတဲ့ပေါင်းနိုင်ကြီးရှိတဲ့တန်ဖိုးတွေကိုသူက auto select လေးမှတ်ပေးရပေါ့နော်တစ်ခါလေကြာရင်မဟုတ်ဘူးကိုမှတ်တာနဲ့ကိုပေါင်းစင်တဲ့ဒီ column နဲ့သူမှတ်ပေးရတဲ့တလွဲဖြစ်နေတယ်ဆိုရင်လည်းအဲ့လိုမျိုးကိုပါနေကို range ပြန်ပြီးတော့ selection ပေးလို့ရတယ်ပေါ့နော် range ကိုဒီလိုလေးပေါ့နော်အဲ့တော့ enter ခေါက်အဲ့တော့ဒီမှာဆိုရင်6000ရတယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုကကြတော့if function ကကြတော့သူကဘယ်လိုလဲသူ့ရဲ့လုပ်ဆောင်ချက်ကကြတော့ဒီ excel မှာ condition တစ်ခု condition တစ်ခုစစ်ပြီးတော့ဒီ output နှစ်ခုတွေကတစ်ခုကိုပြပေးတာပေါ့နော်ကိုက condition တစ်ခုစစ်မယ်အဲ့ဒီ condition ကမှန်ရင်တရားဖို့ကိုပြမှားရင်တခြား output ကိုပြဆိုပြီးတော့သူကအလုပ်လုပ်တာပေါ့နော်အဲ့တော့ဒီမှာဥပမာအနေနဲ့ဆိုရင်အဲ့တော့ဒီမှာ student exam result ဆိုတဲ့ table လေးရှိတယ်အဲ့ဒီမှာstudent လေးရှိရပေါ့နော်ဒီမှာအောင်တို့ဆလှတို့စောစောတို့သူတို့ရဲ့ဒီမှာ score ရမှတ်တွေဒီ result အောင်မှာပေါ့နော်တကယ်လို့သူတို့အမှတ်က90နဲ့ညီတယ်ဒါမှမဟုတ်ကျော်တယ်ဆိုရင် pass ပေါ့နော်အောင်တယ်မဟုတ်ဘူးဆိုရင် fail ဆိုပြီးပြမယ်အဲ့ဒါကို if function နဲ့သုံးပါပေါ့နော်အဲ့တော့ equal if ပေါ့နော်လိုက်လိုက်ရင်သူ့မှာရှိတဲ့ function မို့လို့ auto လေးချပေးတယ်ပေါ့နော်အဲ့ဒီမှာဒီ if ကိုလည်းအပြာရောင်လေးဖြစ်နေတဲ့အချိန်မှာတက်ခုံလိုက်ပေါ့နော်အဲ့လိုခုံလိုက်တဲ့အချိန်မှာသူကဒီအောက်မှာအဖြူရောင်လေးနဲ့ပြရပေါ့နော်သူမှာ parameter 3ခုရှိတယ်သူကလည်းပြောထားတယ်ပေါ့နော် logical test ကဒီမှာ value is true value is false အဲ့ပထမဆုံးတစ်ခု logical test ဆိုတာကကို condition စစ်မဲ့ရကိုကဘာလုပ်မှာလဲဆိုတော့ဒီမှာအောင်ပေါ့နော်အောင်သူ့ရဲ့အမှတ်ရှိတဲ့ step ကလေးကို selection မှတ် greater than equal 50အဲ့တော့90နဲ့ညီတယ်90နဲ့ကျော်မယ်ဆိုရင်ဘာလုပ်မလဲဆိုတော့ pass ဆိုပြီးတော့ပြမယ်ပေါ့နော်အောင်နဲ့ comma ခံမယ်နောက်ထပ်တတိယပါရာမီတာပေါ့နော်အဲ့ဒီ condition ကမှားနေလဲဆိုရင်ဒီတတိယပါရာမီတာမှာ fail ပေါ့နော်ဒါဆိုဒီကျတယ်90မှမကျော်ဘူးဆိုရင်တော့သူအောင်ပေါ့ပြီးရင် enter ခေါက်အဲ့တော့ဒီမှာသူ့ရဲ့အမှတ်က85အဲ့တော့ဒီ90ထက်ကျော်တဲ့အတွက်အောင်နဲ့အဲ့တော့ဒီမှာဒီဟာလေးကနေအပူဆွဲချလိုက်မယ်ပေါ့နော်ဒီမှာ40ဆိုတာ50ထက်နေတဲ့အတွက် face ဖြစ်တယ်အဲ့တော့ဒီမှာလည်း63ဆိုတော့ pass ပေါ့90ဆိုတော့ pass 38ဆိုတော့ face ဖြစ်မယ်ပေါ့နော်အဲ့ဒါကတော့ if function သုံးတာပေါ့နော်နောက်တစ်ခုကကြတော့ဒီ vlookup function ဒီ vlookup function ရဲ့လုပ်ဆောင်ချက်ပေါ့နော်သူကကြတော့ဒီ table တစ်ခုလေးကနေပြီးတော့တန်ဖိုးတစ်ခုကိုရှာတယ်ပြီးတော့သူနဲ့ပတ်သက်တဲ့တန်ဖိုးကိုပြင်ပြပေးရပေါ့နော်ဘာကိုပြောချင်တာလဲဆိုတော့ဥပမာဒီမှာဆိုရင် ID ပေါ့နော်သူကဒီ table တွေက E002 ဆိုတဲ့ employee ID အဲ့ဒါမပြောမယ်ပေါ့နော် employee တရားဆိုတဲ့ table တစ်ခုရှိမယ်အဲ့ဒီမှာ employee ID ရှိမယ် name လေးရှိမယ် department လေးရှိမယ်ဖုန်းလေးရှိမယ်သက်ဆိုင်ရာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီ table တွေကဒီ E002 ဆိုတဲ့employee ID ကိုရှာမယ်ရှာပြီးတော့အဲ့ဒီ ID နဲ့ပတ်သက်တဲ့ကိုက name ကိုလိုချင်လား ID ကိုလိုချင်လားဖုန်းကိုလိုချင်လားဒါမှမဟုတ်အကုန်လုံးကိုလိုချင်လားပေါ့နော်အဲ့လိုမျိုးအဲ့လိုဆွဲထုတ်တာဒီ local ကကြတော့အဲ့တော့ဒီမှာကြတော့ ID နဲ့သုံးမယ်ပေါ့နော်
control C control V အဲ့တော့ VLOOKUP function သုံးမယ်ပေါ့နော်အဲ့တော့ result ပြချင်တဲ့နေရာဒီမှာ name ကိုထုတ်ချင်တာပေါ့နော်အဲ့တော့ equal VLOOKUP VLOOKUP အဲ့တော့သူ့မှာ parameter ၄ခုရှိတယ်ပထမဆုံးတစ်ခုကကြတော့ lookup value ဆိုတာကကိုက table တွေကဘာကိုရှာချင်တာလဲအဲ့တော့ဒီမှာဆိုရင် E001 ဆိုတဲ့ ID ကိုရှာချင်တာအဲ့တော့အဲ့ ID ရှိတဲ့ cell ကို selection မှတ်ပြီးတော့ second parameter ကကြတော့ table array အဲ့တော့ဘယ် table ထဲမှာသွားရှာမှာလဲအဲ့တော့အဲ့ဒီမှာကြတော့ table ပေါ့နော်ဒီ data တွေရှိတဲ့ table ကို selection မှတ်အဲ့တော့တတိယ parameter သူ့မှာလည်းပြောထားတယ်ပေါ့နော် column index number တဲ့အဲ့တော့သူကဘယ်လိုလုပ်မှာလဲဆိုတော့အဲ့တော့ဒီမှာပေါ့နော်ခုနတုန်းကဒီ first parameter မှာဒီ ID လေးကိုသူညွှန်းခဲ့တယ်အဲ့ဒီ ID ကိုဘယ်မှာသွားရှာမလဲဆိုတော့ဒီ table rank second parameter က table rank နဲ့မှာသွားရှာမယ်အဲ့ဒီ table rank နဲ့မှာအဲ့ဒီ ID ကိုသွားရှာမယ်အဲ့ဒီ ID နဲ့ပတ်သက်တဲ့အခုကကိုရီးယားလိုချင်တာက name ကိုလိုချင်တာဥပမာ E001 ရဲ့ name ဆို AA ဖြစ်ရမယ်မလားအဲ့တော့ AA ဆိုတာဒီ table ရဲ့ဒုတိယမြောက် column မှာရှိတယ်အဲ့တော့ name ကိုလိုချင်ရင်အဲ့တော့